မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဘိုးစောဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများ19ရက်နေ့တနင်္လာနေ့ကနေပြီးတော့23ရက်နေ့တောက်ကြနေ့အထိဖိုလုံးဘိုးစောတပတ်စာကတ်တွေကိုကျွန်တော် Telegram Channel မှာတင်ပေးထားပါတယ်ကျွန်တော်ရဲ့ Telegram Channel ကိုမ join ရသေးဘူးဆိုရင် Telegram Channel ဘယ်လိုရှာရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Telegram software တွေကိုဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာလေးကိုအပေါ်ဆုံးကဒီမှန်လို့လိုမျိုးနေရာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘိုးစောကျွန်တော်အခုရိုက်တယ်လို့မျိုးရိုက်ရှာကြည့်ပါဘိုးစော official ဘိုးစော official ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဒီ channel ပေါ်လာပါလိမ့်မယ်ဒီမှာကျွန်တော်ရဲ့မိတ်ဆွေတွေဒါကတော့ကျွန်တော်ရဲ့ channel ဖြစ်ပါတယ်ဒီပုံလေးနဲ့ပါကျွန်တော်ရဲ့မိတ်ဆွေတွေဒီပုံလေးတွေ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel ကိုမ join ရသေးဘူးဆိုရင် join ထားပေးချပါအောင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ19ရက်နေ့ကနေ23ရက်နေ့အထိဖိုးလုံးဘိုးစောတပတ်စာကတ်တွေကိုတင်ပေးထားတာဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ Telegram Channel မ join ရသေးတဲ့သူတွေအတွက်ဘယ်လိုရှာပြီးတော့ join ရမယ်ဆိုတော့ကိုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်စောနာကကျွန်တော်ပြောသလိုမျိုးပဲဒီနေရာမှာဘိုးစောအင်္ဂလိပ်လိုရိုက်ပါofficial ဘိုးစော official ဆိုပြီးတော့ရိုက်လိုက်ပါနော်ရိုက်လိုက်ရင်ဒီမှာကျွန်တော်ရဲ့ channel ပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ channel ကိုနှိပ်ပြီးတော့မ join ရသေးဘူးဆိုရင် join ထားပေးချပါအောင်ခင်ဗျာဒီ channel ကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတို့အတွက်ကျွန်တော်ရသမျှတွေကိုလည်းဒါပြန်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော် YouTube မှာဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel ကိုလည်း subscribe မနှိပ်ရသေးဘူးဆိုရင်လည်း subscribe နှိပ်ထားပေးကြပါအောင်တခါလေးမှာ YouTube ကကျွန်တော်ဗီဒီယိုတွေတင်မရတဲ့အခါတွေရှိပါတယ်ကျွန်တော်အဲ့ဒီအခါမျိုးမှာဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ရဲ့မိတ်ဆွေတွေနဲ့ကျွန်တော်နဲ့အဆက်အသွယ်မပြတ်လေအောင်အခုလိုမျိုး Telegram Channel ကို join ထားခိုင်းရခြင်းဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ Telegram Channel လေးကိုမိတ်ဆက်ပေးရင်းနဲ့ဒီတပတ်စာကတ်တွေကိုတင်ပေးထားတဲ့ Telegram Channel ဘယ်လိုရှာမလဲဆိုတာကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းမိတ်ဆွေတဦးတယောက်ချင်းစီကိုကျွန်တော်ပူဇော်မှာကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ